နေ့ဗီဒီယိုမှာတော့ကျွန်တော် CapCut ရဲ့ Pro feature တွေတခုကိုစမ်းပြမယ်ပေါ့နော်တကယ်လို့ကိုက CapCut Pro လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်အခုပြထားတဲ့ page ကနေပြီးတော့တွားဝယ်ယူအပ်ပေးလိုက်ရပါတယ်။ Okay ဒီနေ့ပြမယ့် Pro feature တဲ့ကြတော့ဒီ AI movement ဆိုတဲ့ဟာပေါ့နော်ဆိုတော့ AI movement လေးကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်။ Okay AI movement ကဘာလို့ပြရလဲဆိုတော့ကျွန်တော်တို့ video တွေကိုကျွန်တော်တို့ပုံမှန်တိုင်းမဲ့ဒီ tripod ထောင်ပြီးရိုက်ခဲ့တယ်ဆိုလို့ရှိရင်သူကပြန်ပြီးတော့ AI နဲ့ဒီ video in out တွေ zoom in zoom out တွေပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့လုပ်ပေးမှာဆိုတော့ချက်ကြည့်ကြည့်အောင် Okay ဆိုတော့ပထမဆုံးကြည့်လာတော့ကျွန်တော်တို့ဒီကားတဲ့ video လေးပေါ့နော်အဲ့ video မှာကျွန်တော်တို့ဒီသူပြတဲ့ dynamic လေးတစ်ခုသုံးကြည့်အောင် Okay final result လေးကြည့်ကြည့်အောင် Okay ဆိုတော့ not bad ဟမ်သူဝင်ထွက်လေးတွေကဒီလိုကားတဲ့ video နဲ့ဆိုတော့ပို့လိုက်မယ်ထင်တယ် Okay နောက်တစ်ခုသုံးကြည့်အောင်ဒီမှာ zoom ဆိုတဲ့ဟာလေးပေါ့နော် nice ဒါလည်း nice ပဲနောက်တစ်ခုဒီ shake ဆိုတဲ့ဟာလေးကျွန်တော်တို့စမ်းကြည့်အောင်ဒါကြတော့ shake ဆိုတဲ့အတိုင်းပဲဟာဘယ်ညာကိုသူက keyframe ကိုကစားပြီးတော့ draw shake ပြရတယ် Okay နောက်ဆုံးဒီ soft ဆိုတဲ့ဟာလေးပေါ့နော်ဒါတော့ဒီ soft touch လေးပဲပေါ့နော်တန်းပြီးတော့အရင်လေးဝင်လာမကြမ်းဘူးဖြည်းဖြည်းချင်းလေးပဲဝင်လိုက်ဖြည်းဖြည်းချင်းထွက်လိုက် Okay ဒီဟာတွေအားလုံးကိုပြန်ပြီးတော့ preset တွေပြန်ချိန်နေတယ်ဆိုလို့ရှိရင်ဒီမှာ scale rotation တို့ distance တို့လည်းပေါ့နော်တစ်ခုချင်းစီကိုပြန်ပြီးတော့ဒီမှာချိန်လို့ရတယ်ပေါ့နော်သူပွင့်တဲ့ဟာလေးနဲ့လိုက်ပြီးတော့ Okay ဒီ feature လေးကျွန်တော်တို့လိုလားဆိုလို့ရှိရင်တော့အရင်ကြီးတော့မလိုဘူးပေါ့နော်ဘယ်ချိန်မှလိုလဲဆိုတော့ဒီလိုမျိုးကားတဲ့ video တွေပါတယ်ကိုဖန်တီးနေရတဲ့ content creator တွေဆိုလို့ရှိရင်တော့ဒီ feature လေးက quality ဖြစ်လိမ့်မယ်တကယ်လို့ကိုက CapCut PC နဲ့ပတ်သက်ပြီးတော့ပိုသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်သင်ပေးထားတဲ့ဒီ editing course နှစ်ခုကိုဝယ်ယူအပ်ပေးလိုက်ရပါတယ်ပထမတစ်ခုကတော့ဒီ beginner course ပေါ့နော်နောက်တစ်ခုကကျတော့ wedding edition course ပေါ့ဆိုတော့ထုံးစံတိုင်းအသေးစိတ်ကတော့ကျွန်တော် Telegram မှာပဲသွားရှာကြည့်လို့ရပါတယ်Okay အားလုံးကျေးဇူးတင်ပါတယ်